အားလုံးပဲမင်္ဂလာပါဒီ US နိုင်ငံကိုတည်ထောင်တဲ့ founding father တယောက်ထဲမှာပါဝင်တဲ့ Benjamin Franklin ကပါပြောလဲဆိုလို့ရှိရင်ဒီလောကကြီးမှာသေချင်တရားနဲ့အခွန်ကိစ္စကလွယ်လို့သေချာရေးရတာတခုမှမရှိဘူးလို့ပြောပါတယ်သူပြောသလိုပဲအထူးသဖြင့်ဒီ US မှာ US နိုင်ငံသားဖြစ်လာပြီး US residence တယောက်ဖြစ်လာပြီးဆိုလို့ရှိရင်တော့ဒီနှစ်ချက်သေချင်တရားနဲ့အခွန်ကိစ္စကိုရှောင်လွှဲလို့မရတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မကအထူးသဖြင့်အလုတ်စားလုပ်ပြီးဆိုလို့ရှိရင်လုပ်ကူလုပ်တင်တဲ့အရာတစ်ခုကိုကျွန်မပြောပြစင်တာဖြစ်ပါတယ်လူတိုင်းကတော့ tax professional လည်းမဟုတ်ဘူးလူတိုင်းကကိုလန်ကြောင်းနဲ့ကိုပဲဒါပေမဲ့ IRS account ကိုတော့လူတိုင်းဖွင့်တင်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုကျွန်မပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်မပြမှာကတော့tax professional တွေတုံးဖို့ IRS account မဟုတ်ပါဘူးလူတိုင်းသုံးခွင့်ရှိတယ်သုံးဖို့လဲအားပေးတဲ့ IRS account ဖြစ်ပါတယ်ကျွန်တော်တို့ screen back ကိုတွားကြရအောင်အခုကျမတို့ IRS account ထဲရောက်နေပြီဒါကတော့ကျမရဲ့ကိုယ်ပိုင် account ဖြစ်တယ်အဲ့ဒါကြောင့်ကျမ information နည်းနည်း sensitive ဖြစ်တဲ့ဟာတွေကိုဖုံးထားတာဖြစ်တယ်အခုဒါကတော့ home page ပေါ့နော်ဒီမှာ welcome ဆိုပြီးတော့တခါတလေကျဒီမှာသူတို့ announcement တွေလည်းလုပ်တတ်တယ်အခု tax system မှာတခုခု delay ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပြဿနာဖြစ်တယ်လူတိုင်းနဲ့ဆိုင်တဲ့အရာတွေဆိုလို့ရှိရင်တခါတလေသူတို့ဒီမှာ announcement တွေလုပ်တတ်တယ်အခုဒီမှာဆိုလို့ရှိရင် number 1မှာကိုယ့်ရဲ့ account status ကြည့်လို့ရတယ်ဥပမာကျမမှာ IRS ကိုပေးစရာအကျွေးရှိသေးတယ်ဆိုလို့ရှိရင်ဒီမှာပေါ်လာမှာဖြစ်တယ်ဒီ account ထဲဝင်ပြီးတော့ကြည့်နေတဲ့အချိန်မှာအကျွေးပေးစရာရှိသေးတယ်ဆိုလို့ရှိရင်ဒီမှာ balance ဆိုပြီးတော့ပေါ်မှာဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာ payment ပေါ့နော်တခါတည်း payment ပေးချင်လားပေးလို့ရတယ်ဒီမှာ make payment ဆိုတာကိုနှိပ်လိုက်ရုံပဲခဏနေကျမတို့ဒါပို့ပြီးတော့အသေးစိတ်သွားမယ်ပြီးလို့ရှိရင်ဒီမှာတခြား notification ပေါ့နော်ဥပမာ IRS ကကိုယ်စာတခုခုပို့ထားသလားပေါ့နော်အဲ့လိုမျိုး notification တွေကိုဒီမှာသူတို့ထည့်ပေးထားတာဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာ record and status ပေါ့နော်ဒီကိုမှာ tax နဲ့ပတ်သက်တဲ့ record တွေရှိမှာဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့ဒီ account balance ဆိုတဲ့ tab လေးကိုကျမတို့သွားမယ် home page မှာလည်း balance ပေါ်တယ်ဒါပေမဲ့ဒီ balance tab လေးကိုနှိပ်လိုက်လို့ရှိရင်နည်းနည်းကျမတို့ပိုအသေးစိတ်ကြည့်ရတယ်ပေါ့နော်ဟုတ်ပြီအခုကျမတို့ဒီ balance tab လေးကိုနှိပ်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒီလိုတွေ့ရတယ်ဆိုရင်အခုဒီမှာ2024မှာအဆွေဘယ်လောက်ကျန်လဲဥပမာတချို့ဆိုလို့ရှိရင်23ဥစ္စာကိုလည်းကျန်တာရှိအောင်မယ်ပေါ့နော်ဆိုဘယ်လောက်ကျန်လဲ22ဘယ်လောက်ကျန်လဲစသဖြင့်သူခုနှစ်နဲ့သူပေါ့နော်ကျမတို့ဒီမှာအသေးစိတ်ကြည့်ရတာဖြစ်တယ်ပတ်စံပေးမယ်ဆိုလို့ရှိရင်ဒီမှာနှိပ်လဲရတယ်ပြီးအခုကျမတို့ဒီ payment tab လေးကိုကျမတို့ကြည့်ရအောင်အခုကျမတို့ဒီမှာ payment tab လေးကိုနှိပ်လိုက်တဲ့အချိန်မှာဒီလိုတွေ့ရတယ် make a payment ပေါ့နော်ဒီမှာ make a payment နှိပ်လိုက်ရုံပဲနှိပ်ပြီးလို့ရှိရင်bank account နဲ့ပေးလို့ရတယ် debit card credit card တွေနဲ့ပေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာတကယ်လို့ကိုကပေးစရာများတယ်ပေါ့နော်အဲ့ဒါကိုတခါတည်းမပေးနိုင်ဘူး installment နဲ့ပေးချင်တယ်အဲ့လိုမျိုး request လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ payment plan လို့ရတယ်เนาะ IRS က approve ပေးတယ်ဆိုလို့ရှိရင်ကိုကတလကိုနိုင်တလောက်ပေးသွားလို့ရတယ်ပေါ့နော်စသဖြင့် payment ပေးလို့ရတယ်လို့ payment plan လဲ create ပြီးတော့ request လုပ်လို့ရတယ်ပြီးလို့ရှိရင်နောက် tab တစ်ခုကတော့ records and status ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ရအောင်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီတိုင်းတွေ့ရတယ်ဒီမှာကျွန်တော်တို့ကဒီ return summary ပေါ့နော်2024ကိုကျွန်တော်တို့ကြည့်ချင်းလာပေါ့နော်2024ဆိုလို့ရှိရင်ကို tax filer က1040 filing status ကဘာလဲပေါ့နော် adjusted gross income ကဘာလဲဒီမှာကြည့်လို့ရတယ်23ကြည့်ချင်တယ်ဆိုလို့ရှိရင်23ကြည့်လို့ရတယ် form တစ်ခုကိုဖြည့်တဲ့အချိန်မှာဥပမာ health insurance အတွက်ဖြစ်တစ်ခုခုအတွက်ပေါ့နော် adjusted gross income information တောင်းတဲ့ form တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုဒီမှာသွားပြီးတော့ကိုသိချင်တဲ့ခုနှစ်ကိုရွေပေါ့နော်24ဆိုလို့ရှိရင်24 23ဆိုလို့ရှိရင်23ပြီးလို့ရှိရင် adjusted gross income ကဘယ်လောက်လဲဒီမှာပေါ်မှာဖြစ်တယ်ပြီးလို့ရှိရင် transcript လည်းဒီမှာ request လုပ်ရတယ်တခါတည်းရတယ်ပေါ့နော်အကြောင်းအမျိုးမျိုးကြောင့်ကိုက text transcript လုပ်နိုင်တယ်ဒီမှာ request လုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ tax compliance နဲ့ပတ်သက်ပြီးတော့တခုခုကိုရှိတယ်ဆိုလို့ရှိရင် report ဒီကဒီမှာပေါ်လာမှာဖြစ်တယ်တစ်ချိန်မှာအကြောင်းအမျိုးမျိုးကြောင့်လိုနိုင်တယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကိုက adjusted gross income လည်းမသိဘူးပေါ့နော်တချို့ဆိုလို့ရှိရင်tax return copy ရှိလဲသူတို့ကမကြည့်တတ်ဘူးပေါ့နော် tax တက်ပေးတဲ့သူကိုလည်းအချောင်းမျိုးမျိုးကြောင့် contact လုပ်မရဘူး tax season မှာပဲပေါ်လာတယ်ဂျားထဲမှာဘယ်လိုမှ contact လုပ်မရဘူးအဲ့လိုမျိုး service ပေးတဲ့သူလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်သူတို့ကို contact လုပ်လို့မရလဲကိုကဒီထဲမှာဝင်ပြီးတော့ကြီးလိုက်အောင်ပဲနောက် tab တစ်ခုကတော့ notice and letter ကိုကျမတို့နှိပ်တယ်ဆိုလို့ရှိရင်ဒီမှာဒီလိုပေါ်လာမှာဖြစ်တယ်တကယ်လို့ IRS ကကိုယ်တခုခု notice ဖြစ်အစားတခုခုပို့တယ်ဆိုလို့ရှိရင်ဒီမှာရှိမှာဖြစ်တယ်
အခုကျမကတော့ဘာ notice မှမရှိဘူးဘာစာမှမရှိတဲ့အတွက်ဒီမှာဘာမှမရှိပါဘူးဆိုပြီးတော့သူတို့ရေးထားပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်နောက် tab တစ်ခုကတော့ forms ပေါ့နော်ဒီ forms ကတော့လူတဲ့အတွက်လိုချင်မှလိုမယ်ဒါပေမဲ့လိုတာရှိလို့ရှိရင်လည်းဒီမှာ IRS form ဒီကြည့်လို့ရတာဖြစ်ပါတယ်ဒီမှာပေါ့နော် form အများကြီးရှိတယ်ကျမရဲ့ screen မှာဒီလောက်ပဲပေါ်တာဖြစ်တယ်အောက်မှာလည်း form ဒီအများကြီးရှိတယ်တကယ်လို့အကြောင်းအမျိုးမျိုးကြောင့်ကို IRS form ဒီလိုအပ်တာရှိလို့ရှိရင်ဒီမှာလာပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်အရန်အသုံးဝင်တဲ့တစ်ခုပေါ့နော် authorization ဆိုတဲ့ဟာရှိတယ်အဲ့ဒါလေးကိုကျမတို့ကြည့်ကြရအောင်ဒီမှာပထမတစ်ခုကpower of attorney ပေါ့နော်ဒုတိယတစ်ခုကတော့ tax information authorization ဖြစ်တယ်ဒီ information နှစ်ခုကတကယ်လို့ကိုကအကြောင်းအမျိုးမျိုးကြောင့် tax professional တယောက်ရဲ့အကူအညီလိုတယ်မလို့ရှင်လဲ tax professional မဟုတ်ရင်တောင်မှအကြောင်းအမျိုးမျိုးကြောင့် third party တယောက်ကို information ပေးဖို့လိုတယ်ဆိုလို့ရှိရင်ဒီမှာကျွန်မ number 2ဆိုပြီးတော့ဒီမှာပြပေးထားတဲ့ဟာပေါ့နော် tax information authorization ပေါ့နော်အဲ့ဒါ third party တယောက်ကအကြောင်းအမျိုးမျိုးကြောင့် request လုပ်နိုင်တယ်အဲ့ဒါဆိုလို့ရှိရင် approve ပေးလိုက်ရုံပဲပေါ့နော်ပြီးလို့ရှိရင်ဒီ power of attorney ဆိုတာကတော့ကိုယ့်ရဲ့ tax professional တွေကိုက power of attorney လွှဲချင်တယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ကဒီမှာတခါတည်း request လုပ်လို့ရတယ်အဲ့ဒါ request လုပ်တယ်ဆိုလို့ရှိရင်ဒီမှာပေါ်လာလိုက်မယ်ကို approve လုပ်ပေးရုံပဲအဲ့လိုမျိုး online ကနေမဟုတ်ဘူးဆိုလို့ရှိရင် process ကအရန်ကြာတယ်ဥပမာကျမရဲ့ client တယောက်ကကျမရဲ့အကူအညီလိုတယ်သူကျမကို power of attorney ပေးဖို့လိုတယ်ဆိုလို့ရှိရင်ကျမ online ကနေ request လုပ်ပြီးတော့သူ account ထဲမှာ request ကိုပို့ပေးလို့ရတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ request ကိုသူ့ရဲ့ဒီ IRS account ထဲမှာသူမြင်တွေ့ရမှာဖြစ်တယ်ပြီးလို့ရှိရင်သူ approve လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျမကသူ့ကိစ္စအဝဝကိုဆောင်ရွက်ပေးလို့ရတယ်အဲ့လိုမျိုး power of attorney မတင်ဘူးဆိုလို့ရှိရင်ကျမတို့ကသူတို့ရဲ့ tax ပြင်ဆင်ပေးတယ်ကိုယ့်ရဲ့နာမည် sign ထိုးထားတယ်ဟုတ်တယ်ဒီအပေါ်ရန်လေးတချို့တော့အကူအညီလို့ရတယ်ဒါပေမဲ့သူ့အစားစာတွေတင်ပေးတယ်သူ့အစား information တွေတောင်းပေးတယ်အဲ့လိုမျိုးဟာတွေကြတော့ကာယကံရှင်ကလွဲလို့လုံးဝမရဘူးဒါပေမဲ့ဒီ power of attorney တင်လို့ရှင်တော့ကျမတို့ကိစ္စအဝဝကိုအကုန်လုံးဆောင်ရွက်ပေးလို့ရတာဖြစ်တယ်အဲ့ဒါကြောင့်ဒီ power of attorney တင်တာကဒီ online ကနေ solution လွယ်တယ်အပြင်ကနေ form နဲ့တွားတဲ့ solution process ကကြာတယ်ပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေကိုလည်းကျမတို့ဒီ online account ကနေလွယ်လွယ်ကူကူပဲကျမတို့ဆောင်ရွက်လို့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမတို့ဒီ video အစမှာပြောခဲ့တယ်လို့ပဲဒီ IRS account ကလူတိုင်းအတွက်ဖွင့်တင်တယ်ဆိုတာကိုအခုကျမပြောတဲ့အကြောင်းအရာတွေပေါ်မှာကြည့်ချင်အဖြစ်မြင်နိုင်မယ်လို့ကျမယုံကြည်တယ်အဲ့ဒါက free ဖြစ်တယ် IRS ကလူတိုင်းကိုဒီ account ဖွင့်ခွင့်ပြုတာဖြစ်တယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့ tax နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုတစုတစည်းတဲ့ဒီနေရာမှာမြင်နိုင်မှာဖြစ်တယ် access လုပ်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီ video ကြည့်တဲ့သူတိုင်းကို US မှာနေမယ် tax file မယ်ဆိုလို့ရှိရင်တော့ IRS account ဖွင့်ပါဆိုပြီးတော့ကျွန်မတိုက်တွန်းချင်တာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် IRS account ကိုဘယ်လိုဖွင့်မလဲအဲ့ဒါကလွယ်ပါတယ် IRS website ထဲကိုသွားပြီးတော့ဖွင့်ချင်တဲ့သူတိုင်းကဖွင့်လို့ရပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်